ကဲအားလုံးပဲဒီနေ့တော့မြဖျားကိုဝင်ကြီးမပေးရဘဲနဲ့ဖရီးဖူးခဲ့ရတယ်ပေါ့နော်ဒီနေ့ကထိုင်းနိုင်ငံရဲ့ဘရင်မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တရက်မြဖျားဖူးလို့ရှိရင်ဝင်ကြီးမပေးရဘူးပေါ့နော်အထဲကိုလက်နဲ့အတူလိုက်ကြည့်ပေးပါဦးနော်ဒါဆိုလို့ရှိရင်အထဲကဇေဒီတွေကလည်းပေါ့နော်အရန်တက်ပဲတယ်အထဲမှာလည်းရှုခင်းတွေကလည်းအရန်လှတယ်အခုကတော့မြဖျားကိုဖူးဖို့အတွက်သွားနေတာဖြစ်ပါတယ်မြဖျားအရန်လည်းတကူကြီးတယ်ပေါ့နော်ပုံမှန်ရက်တွေမှာသွားမယ်ဆိုလို့ရှိရင်ဝင်ကြီးကတယောက်ကို900တောင်ပေးရတယ်ဒီနေ့ကတော့လဲလို့သွားခဲ့တာဝင်ကြီးလုံးဝမပေးခဲ့ရပဲ free ဝင်ခဲ့ရပါတယ်နော်ဒါကတော့လမ်းမှာတော့စစ်ဆေးသူတို့စစ်ဆေးတာကိုခံယူရတယ်ပေါ့နော်ဘာသာအုပ်ဘာသာရွက်မှလည်းပြစရာမလိုပါဘူးเนาะဒီတိုင်းပဲသူတို့ပြောတဲ့အတိုင်းလိုက်နာပြီးတော့ဝင်သွားရုံပါပဲလမ်းမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပကြီးပေါ့နော်ပကြီးတွေနိုင်ရန်ဆေးပကြီးလေးတွေကိုပြထားတာတွေ့ရပါတယ်နိုင်ငံခြားသား foreigner တွေကြီးပဲပေါ့နော်တော်တော်လေးလဲစီပါတယ်ဒီနှစ်ကဘရင်ရဲ့မွေးနေ့မလုပ်လို့တိတ်ပြီးတော့မစီတာပေါ့နော်တခြားနှစ်တွေဆိုမှအရန်စီပါတယ်အခုမြဖျားကိုသွားဖူးမှာဖြစ်ပါတယ်အတူတူလိုက်ပြီးတော့ဖူးကြရအောင်နော်ခြားရက်တွေမှာဆိုလို့ရှိရင်ဓာတ်ပုံရိုက်တဲ့သူတွေများတယ်ပေါ့နော်ထိုင်းဝတ်စုံလေးတွေဝတ်ပြီးတော့ဓာတ်ပုံရိုက်လို့ရှိရင်အရန်လှတဲ့နေရာလေးပါဒါကတော့အထဲမှာမြဖျားကိုသွားဖူးရမယ့်နေရာပါနော်ဖုန်းထဲကနေပြီးတော့အခုဖူးပေါ့နော်ပြီးရင်တော့ကိုယ်တိုင်လာရောက်ဖူးမြော်ဖို့လဲဖိတ်ခေါ်ပါတယ်နော်မြဖျားကတကူအရန်ကြီးပြီးတော့အရန်တက်ပဲတယ်နော်ဆုတောင်းလဲအရန်ပြည့်တယ်လို့ပြောတယ်ဒီမှာရောက်ပါပြီနော်မြဖျားဖူးရမယ့်နေရာကိုရောက်ပါပြီအထဲကိုဝင်မယ်ဆိုလို့ရှိရင်ဖက်နှက်တော့ချွတ်ရပါတယ်ဖက်နှက်လေးချွတ်ပြီးတော့ထားခဲ့ရတယ်ပေါ့နော်နေရာလေးတွေလည်းသူကတက်ရက်လေးလုပ်ပေးထားတယ်ကဲအခုဆိုလို့ရှိရင်တော့အထဲကိုစပြီးတော့ဝင်ပါမယ်เนาะတေးသေးချာချာလေးစီးစနစ်တကျလေးလုပ်ပေးထားတာတွေ့ရပါတယ်အထဲကိုရောက်သွားရင်တော့ဓာတ်ပုံဗီဒီယိုလုံးဝမရိုက်ခွင့်မပြုပါဘူးเนาะအဲ့ဒါလေးကိုတော့သတိထားရပါမယ်အထဲမှာဆိုရင်ကိုဖူးကျင်တလောက်စိတ်ကြိုက်အေးအေးဆေးဆေးဖူးလို့ရပါတယ်ဆူတောင်းကျင်တလောက်ဆူတောင်းလို့ရပါတယ်လဲတက်နိုင်တလောက်ဗီဒီယိုလေးရိုက်ပြပေးခဲ့ပါတယ်เนาะအပြင်ကနေပဲရိုက်ခဲ့ရတာဖြစ်ပါတယ်အခုတော့ဖျားဝင်ဖူးလိုက်ပါအောင်မယ်เนาะလုံချုံကြီးလည်းအရန်တင်းကျပ်တယ်ပေါ့နော်အထဲမှာလုံးဝမှတက်ပုံရိုက်ခွင့်မရှိပါဘူးဒါကတော့အပြင်ကနေဆွဲပြီးရိုက်ပြပေးထားတာပါဖူးမြော်ခြင်းတဲ့သူတွေဖူးမြော်လို့ရအောင်တင်ပေးတာဖြစ်ပါတယ်တကယ်အရန်တက်ပယ်ပြီးတော့တကိုးကြီးမလွန်လာတဲ့မြဖျားဖြစ်ပါတယ်အရန်လဲကြည်ညိုဖွယ်ရကောင်းပါတယ်နော်ဒီမှာကြည့်ပါကိုယ်တိုင်ကိုကြလာရောက်ဖူးမြော်ခြင်းတဲ့သူတွေလာရောက်ဖူးမြော်နိုင်ပါတယ်နော်ဒီမှာမြဖျားဖူးပြီးပြီဆိုရင်မြဖျားရဲ့ brand 1အတွင်းကိုဝင်ပြီးတော့ပေါ့နော်အထဲမှာရှိတဲ့ဇေဒီတွေကိုလိုက်ပြီးတော့ဖူးပါမယ်ဒီမှာဆိုလို့ရှိရင်လည်းဒီဇေဒီဆိုရင်လည်းအရန်တက်ပဲပါတယ်အထဲမှာဆိုလို့ရှိရင်လည်းရှေးကြတဲ့အဆောက်အုံများစွာနဲ့ပေါ့နော်ဓာတ်ပုံရိုက်လို့အရန်လှတဲ့နေရာလေးဖြစ်ပါတယ်ဓာတ်ပုံရိုက်ရတာကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့မြဖျားကိုလာဖို့ဖိတ်ခေါ်ပါတယ်နော်တော်တော်လေးလည်းလှတဲ့နေရာတွေများပါတယ်ဒါကတော့ဗာဖျားလဲတော့မသိဘူးပေါ့နော်အထဲကိုသွားကြည့်လိုက်ပါအောင်မယ်ဓာတ်ပုံရိုက်လို့အရန်လှပါတယ်ဓာတ်ပုံရိုက်နေကြတဲ့သူတွေလည်းအများကြီးတွေ့တယ်ပေါ့နော်ထိုင်းဝတ်စုံလေးနဲ့လာမယ်ဆိုရင်တော်တော်လေးလှမယ်လို့ထင်တယ်နော်ဒီမှာဆိုရင်လည်းဓာတ်ပုံရိုက်နေကြတာအများကြီးပဲတွေ့တယ်ပေါ့နော်တကယ်ကိုတက်ပဲပါတယ်ကြည်ညိုဖွယ်ရအရန်ကောင်းတဲ့ဖျားပါနော်လာရောက်ဖူးမြော်ဖို့လည်းဖိတ်ခေါ်ပါတယ်နော်အရန်တက်ပဲပါတယ်လို့တကိုးလည်းအရန်ကြီးပါတယ်အခုကတော့ပြန်တော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်အသေးလေးတွေပေးခဲ့ပါအောင်နော် follow လေးလည်းနှိပ်ခဲ့ပေးပါအောင်ရှင်